သမျှခြားခြားလေးထဲမှာအားဝင်လဲမြင်ရမယ်ပြီးတော့ brand နဲ့လည်းဖြစ်ရမယ်အပေါ်ဆုံးအပါဆုံးလည်းဖြစ်ရမယ်ဆိုတဲ့ charger လေးတစ်ခုကိုဒီနေ့တွေ့ထားတယ်ဆိုတော့ Ukraine ကထုတ်ထားတဲ့ Nexo Air 45W Air charger လေးပဲဖြစ်ပါတယ်ဆိုတော့ဈေးနှုန်းဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ3,900နဲ့ကိုလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ charger ကတော်တော်လေးကိုမှပါတယ်အခုဘူး packaging လေးကိုပဲကြည့်လိုက်ပါလုံးဝ slim ဖြစ်တယ်လုံးဝ compact ဖြစ်တယ်ဆိုတော့ဒီကောင်လေးကိုတစ်ချက် unboxing လုပ်ပြမယ်ပြီးတော့လို့ရှိရင်ဒီကောင်ကဘယ်လိုအတွက်သင့်တော်မလဲဆိုတာလေးကိုတစ်ခါတည်းပြောပြမယ်ဆိုတော့ unboxing လေးရင်လုပ်လိုက်အောင် okay ဝိုင်းရှာခြားကြလေးရဒါလေးပဲတိတိလေး very very slim 45 watt တယ်ဗျာဒီဟာလေးတော်တော်ကိုမှတည်ရဲ့ဒါမှကျွန်တော်မိုင်မီးချစ်ဒါမိုင်မီးချစ် size ကဘယ်လောက်သေးလဲဆိုမိုင်မီးချစ်နှလုံးသားပဲရှိရဲ့တော်တော်ကိုမှမိုက်တယ်ပေါ့လဲပေါ့တယ်ကျွန်တော် smart watch တစ်လုံးစာတတာဆိုတော့အနည်းဆုံး50 gram တတာလောက်ပဲရှိမှာပေါ့နော်ပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်နန်းရန်ဒီမှာဒီလိုမျိုးကတ်ထားလိုက်ပြီးတော့အောက်ကနေကြိုးထုတ်တဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်ကြိုးတွေပါခောက်သွားမှာတော့အဲ့လိုခုံတွေပိုင်းနဲ့ဖိမိသွားမှာအဲ့လိုမျိုးတွေစိတ်ပူစရာမလိုနောက်ထပ်အားသာချက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်မှာ thermal control ပါတယ်ပေါ့နော် thermal control ကတော့ကျွန်တော်တို့ဖုန်းကနည်းနည်းလေးဝက်များတယ်ကောင်မဟုတ်မှာ Samsung S26 Ultra ဘာညာသွင်းမယ်ဆိုဒီကောင် 45 watt အပြည့်ရတယ်အဲ့ဒီအတွက်ကြောင့်နည်းနည်းလေး heat တက်လာပြီဆိုလို့ရှိရင်သူ့ဘာသာသူနည်းနည်းလေး speed လေး short ပြန်ပါဗျာသိလားအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့လျှက်စစ်အန်ရဘာမှစိုးရင်စရာမလိုဘူးပြီးတော့ဖုန်းတော်တော်များများနဲ့လည်း compatible ဖြစ်တယ်အဆင်ပြေတယ်ပေါ့နော်ဥပမာ Samsung နဲ့ဆိုလို့ရှိရင်လည်းဒီကောင် 45 watt အပြည့်ထွက်မယ်တကယ်လို့ကိုက Grab Bezel ဆိုလို့ရှိရင်လည်းဒီကောင် fast charging ရမယ်အဲ့ဒါအထက်ပို့တော့မိုက်တာက iPhone 3တဲ့လူတွေတော်တော်လေးကိုမှအဆင်ပြေတယ်ဘာလို့လဲဆိုတော့ iPhone 12ကနေပြီးတော့ iPhone အခုနောက်ဆုံးထွက်ထားတဲ့ iPhone 17 family ထိကြရတယ်ဗျာ iPhone 18ထွက်တယ်ဆိုလို့ရှိရင်လည်း iPhone 18ကိုပါ support လုပ်အောင်ပါဒါတွေမကသေးဘူးကိုက MacBook တွေ iPad တွေကိုအားသွင်းမယ်ဆိုလို့ရှိရင်လည်းရတယ်ဥပမာ MacBook Neo လိုကောင်မျိုးကိုဒီကောင်နဲ့အားသွင်းမယ်ဆိုလို့ရှိရင်နိုင်ဝက်လောက်သွင်းလိုက်တာအားက60ကျော်အထက်ပြန်သွင်းပေးနိုင်တယ်ဒါကတော့မဆိုးဘူးဗျာသိလားကျွန်တော်တို့ဒီ charger လေးတစ်ခုရှိုံနဲ့ကိုယ့်ရဲ့ iPhone, MacBook, iPad တခြား Android phone တခြား power bank အဲ့လိုဟာမျိုးတွေကိုအလွယ်တကူအားသွင်းလို့ရတယ်ဆိုတော့ဈေးနှုန်းအနေနဲ့ကြည့်မယ်ဆိုကျွန်တော်အရှိမပြောခဲ့သလိုဒီကောင်က3,900ပဲရှိတကယ်လို့ကိုက Apple ရဲ့ original 20 watt charger ဝယ်မယ်ဆိုလို့ရှိရင်အနည်းဆုံး9,000 လောက်ကရှိမှာပဲ20 watt adapter နဲ့ဒီကောင်နဲ့ရှင်းလိုက်မယ်ဆိုရင် charging speed ကအနည်းဆုံးကျွန်တော်တို့0 to 80% သွင်းမယ်ဆိုလို့ရှိရင်အနည်းဆုံးမိနစ်30လောက်ဒီကောင်ပုံမြန်လိမ့်မယ်ကျွန်တော်ရဲ့ product တွေကိုလည်း battery ဘိုင်းနဲ့ပတ်သက်ပြီး charging ဘိုင်းနဲ့ပတ်သက်ပြီးထိခိုက်မှုကိုတက်တာစေချင်တယ်ဆိုလို့ကျွန်တော်အခုလိုမျိုး product ပေါ့နော်နည်းနည်း branded ဖြစ်တဲ့ product လေးတို့ရွေးသုံးတာကအများကြီးပို့ပြီးတော့အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဆိုင်မှာလည်း brand အစုံရှိတာဖြစ်တဲ့အတွက်ကြောင့် brand အစုံမှာဘယ်ဖုန်းမှာဘယ်လိုမျိုး fast charging ရလဲဆိုတာလေးကို video အဆုံးသတ်လေးမှာပြပေးလိုက်ပါမယ်